ကယ်လို့အချိန်တွေကိုသာခဏလောက်ရပ်တန့်လို့ရရင်တင်ပါလို့မှာလေ No, it's the collapse of the East Wing. ဒီနေ့တော့ The Flash ဇာတ်ကားတွေကကဘာကြီးကိုစက္ကန့်ပိုင်းတွင်ပြောင်းလဲပေးနိုင်တဲ့သူရဲကောင်းတစ်ယောက်ရဲ့အန်အောစရာဇက်ဝင်ကန်းလေးကိုကြည့်လိုက်ရအောင် Harry, start your stall. There's a baby. ဆေးရုံကြီးတစ်ခုပြိုကျနေတဲ့အချိန်ရာဟာလုံးကပျက်စီးခြင်းအဆုံးကိုရောက်နေပါတယ်လူတွေရဲ့အော်ဟစ်တန်တွေပြိုကျနေတဲ့အဆောက်အုံကြားထဲမှာဖလက်တစ်ယောက်တည်းကဘာကြီးကိုနှိကွေးစွာကြည့်နိုင်ခဲ့တယ်သူ့ရဲ့ရွေချက်ကတော့တစ်ခုတည်းပါပဲအသက်ကလေးတွေကိုကယ်တင်ဖို့ပါအပျက်စီးတွေကြားထဲမှာပိတ်မိနေတဲ့ကလေးတွေကိုတွေ့တဲ့အခါဖလက်ရဲ့ဆွမ်းအားကတက်ဝင်လာပါတယ်ကလေးငယ်တွေရဲ့နုနယ်လာတဲ့အသက်တွေကိုကာကွယ်ဖို့အတွက်သူလှုပ်ဆောင်ပုံတွေကတကယ်ကိုအမှုပညာဆန်လွန်းပါတယ်။အနေရကြားတဲ့ကနေကလေးတွေကိုတယောက်ပြီးတယောက်အေးဆေးပဲဘေးကင်းရာသို့ပို့ဆောင်နေတာပါ။ဒီလိုအရေးကြီးတဲ့အချိန်မှာသူ့ရဲ့စွမ်းအင်တွေကကုန်ခန်းလူနီးပါးဖြစ်နေလို့ကိုလည်းပြန်အားဖြည့်ရသေးပါတယ်ဒီဇက်ဝင်ကန်းရဲ့အလှတရားကတော့ဖလက်ရဲ့အလွန်မမြန်ဆန်တဲ့စွမ်းအားနဲ့ကလေးငယ်တွေရဲ့နုညံ့မှုကြားကွာခြားချက်ပါပဲသူကကလေးငယ်တွေကိုကယ်တင်တဲ့အခါမှာအနီးကပစ္စည်းလေးတွေကိုအသုံးပြုပြီးတော့အသက်ရှူရလွယ်အောင်လုံခြုံအောင်အကောင်းဆုံးစီမံပေးသွားတာပါဒါကသူရဲကောင်းတယောက်ရဲ့စွမ်းအားတယ်မဟုတ်ပဲကလေးငယ်တွေကိုချစ်မြတ်နိုးတဲ့စိတ်ကိုမြင်တွေ့ရမှာပါနောက်ဆုံးတော့အသက်ကလေးတွေကိုအန်ရယ်ကနေကင်းဝေးစေခဲ့ပါပြီဒီဇက်ဝင်ကန်းကတော့ကျွန်တော်တို့ကိုစွမ်းအားဆိုတာရန်သူကိုနှိမ်နင်းဖို့တင်မဟုတ်ပဲအသက်တွေကိုကာကွယ်ဖို့အတွက်အဓိကသုံးသင့်တယ်ဆိုတာကိုတတိယစေခဲ့ပါ Oh. ဒီဇက်ဝင်ကန်းကိုကြည့်ပြီးတဲ့နောက်မှာဖလက်ကိုပို့ပြီးတော့ချစ်မိသွားတယ်မဟုတ်လား I understand that these events can be psychologically scarring. နောက်ထပ်ဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးတွေကိုကြည့်ကျင်တယ်ဆိုရင်ကျွန်တော် follow လုပ်ခဲ့ဖို့မမေ့နဲ့နော် That part yet. Trust me.